ကဲအားလုံးပဲကျွန်တော်တို့ YouTube ပေါ်မိတ်ဆွေများအားလုံးပဲပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube account ရွှေတူဒီကင် Formula Channel ရနေပြီးတော့အားလုံးပဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အခုလက်ရှိ channel ကိုအားလုံးပဲတင်ပြမြင်ရလေအောင်ဟာလား viewer လည်းတက်အောင်မိတ်ဆွေတွေလည်းကျွန်တော်ပတ်စင် free အနေနဲ့ကူညီပေးနေတာဖြစ်တယ်ဟာလားပေါက်ကိုလည်းပေါက်နေကြတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ channel ကိုလည်း like subscribe လေးနှိပ်ထားမယ် subscriber နှိပ်ထားမှတာလေးကျွန်တော်တင်ပြဗီဒီယိုမိတ်ဆွေတွေကမြင်ကြရမှာဖြစ်တယ်ပေါ့နော်ကဲအားလုံးပဲဒီတစ်ပတ်ကျွန်တော်တို့2ရက်ကနေပြီးတော့6ရက်3လ2026ကျော်ပေါ့နော်တပတ်စာကတ်ကျွန်တော်တင်ထားပြီးခဲ့ပါမယ်အားလုံးပဲဒီတပတ်စာကတ်တွေကနေပြီးတော့ထိုးခြင်းအားဖြင့်အမြဲရရှိကြမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်အင်္ဂါနေ့ပေါ့နော်3ရက်နေ့ကျတော့ကျွန်တော်တို့ဒီတူရီနဲ့ပတ်သက်လာရင်ပိတ်ရက်ရှိပါတယ်အားလုံးပဲသတိဝိရိယနဲ့ကစားကြပါဗျာဟုတ်လားဒီတစ်ပတ်ကျွန်တော်တို့မပြောက်ပတ်သေးဒီ4-9နှစ်မပြောက်ပတ်သေးရရှိပါတယ်4-9နှစ်ထိပ်စီ3လုံးခွေရှိပါမယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့2-4ထိပ်စီ3လုံးခွေပြီးတော့ထော်ရပါတယ်40-40နှစ်ဆိုပြီးတော့မှလည်းနှစ်ကွက်ထွက်ရှိသွားတယ်ပေါ့ဗျာเนาะဒီတစ်ပတ်လည်းကျွန်တော်တို့အောင်မြင်မှုရရှိပါသည်အမြဲရရှိပါသည်လို့ဆုတောင်းပေးပါတယ်4-9နှစ်မပြောက်ပတ်သေးထိပ်စီ3လုံးခွေဖြစ်ပါတယ်2ရက်ကနေပြီးတော့ကျွန်တော်3ရက်နေ့မှာပိတ်တယ်ဆိုတော့2ရက်နေ့4ရက်နေ့ကိုကျွန်တော်တို့9နဲ့2ကိုအပိုင်းပတ်ပြီးတော့ကစားပါနှလုံးနဲ့တစ်လုံးကိုပါကိုအရင်ဆုံးရွေးပေါ့နော်ကျွန်တော်အဲ့ဒီမှာရွေးချယ်ပေးထားတယ်ဟာလားကဲအားလုံးပဲကျွန်တော်တို့ဒီတထေးဖြစ်အခွေရတော့2649အခွေရှိပါမယ်တထေးဖြစ်အခွေရ2649 5လုံးခွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီထိုင်တော့တစ်ခွက်ဖယ်ထုတ်ထားပါတယ်2649ဆိုတဲ့အခွေကိုကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်ကဲတူဒီပိတ်ရက်ခံထားတဲ့အတွက်ကြောင့်မလို့ဒီပိတ်ရက်ရှိလို့ရှိရင်လာတက်တဲ့ကဏ္ဍလေးတွေကျွန်တော်အကျဉ်းဆုံးပြောပြပေးမယ်ပေါ့နော်2649ခုလို့နော်ခု9တို့ဒီကဏ္ဍတွေကအထွတ်များတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်2649 89နော်ဒီကဏ္ဍတွေကလာတက်တဲ့ကဏ္ဍလေးတွေဖြစ်တဲ့ပိတ်ရက်တွေပါပေါ့နော်ပိတ်ရက်ခံထားလို့ရှိရင်အဲ့ဒီကဏ္ဍတွေအထွတ်များတာရှိပါတယ်အဲ့တော့အဲ့ဒီကဏ္ဍလေးတွေထိုးကစားကြပေါ့နော်2649ဆိုတဲ့အခွေလေးကျွန်တော်လုပ်ပြီးထားပါတယ်သူချဲရနေပြီးတော့ကျွန်တော်ရရှိထားတဲ့တူရီဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်တူရီဒီကနေပြီးတော့ရရှိထားတဲ့ special အခွေရတော့953လုံးခွေကိုကျွန်တော်တို့ဒီတစ်ပတ်ရရှိထားပါတယ်ဗျ953လုံးခွေကိုရရှိထားပါတယ်ဗရိတ်မွေးလို့တဲ့မိတ်ဆွေတွေကလည်းဗရိတ်နဲ့ပတ်သက်လာခဲ့လို့ရှိရင်ကျွန်တော်တို့49ပရိတ်ရရှိပါတယ်44-99ပေါ့နော်49ပါတော့49ပရိတ်ဒီတစ်ပတ်ထွက်ရှိမှာဖြစ်ပါတယ်အားလုံးပဲပေါက်ကွက်အောက်ကွက်အချီးမိကြပါသည်လို့ဆုမကောင်းတောင်းမိပါတယ်အခု2ရက်နေပေါ့နော်9နဲ့2နဲ့ထည့်ရနေပြီးတော့မိတ်ဆွေတို့ပါကြိုက်တဲ့ကောင်ပတ်ပေါ့နော်ကျွန်တော်တို့9တလုံးမှန်ထားတယ်ပေါ့ဗျာအားလုံးပဲဘိုင်ဘိုင်မှာ channel ကိုလည်း like and subscribe လုပ်ထားမယ် share လုပ်ထားတဲ့နေရာတွေမှာလည်း share ထားကြမယ်ပေါ့နော်